အားလုံးပဲမင်္ဂလာပါရှင်အခုဖတ်ပြပေးချင်တာကတော့ဆီယမလွန်ထထစေးတက်ကတူရေးသားထားတဲ့အခြေအဆုံးသမီးလေးတို့စာအုပ်ထဲမှာအပိုင်း9ပဲဖြစ်ပါတယ်ရှင်ချစ်တယ်ပြောဖို့မမေ့ပါနဲ့သမီးလေးရေချစ်တယ်ဆိုတဲ့စကားလေးဟာရိုးရိုးလေးနဲ့အင်မတန်စွမ်းအင်ရှိတဲ့စကားလေးပဲဖြစ်ပါတယ်ချစ်တယ်လို့ပြောလိုက်ရတဲ့သူမှာနှွေးထွေးတဲ့မေတ္တာတက်ကလေးတွေဖြန့်ကျက်ပေးလိုက်ရသလိုစိတ်မှာကြည်နူးပီတိဖြာရသလိုချစ်တယ်လို့အပြောခံရသူမှလည်းနှွေးထွေးတဲ့ချစ်ချင်းမြတ်တာလှိုင်းတွေကိုလက်ခံရယူလိုက်သလိုနှလုံးသားစီမှာလှိုင်ငနေညိတ်ငနေကြည်နူးပျော်ရွှင်ရတာဖြစ်ပါတယ်။အဲ့ဒီလောက်ရိုးရှင်းပြီးအစွမ်းထက်တဲ့စကားလေးနှလုံးဟာမိသားစုထဲမှာဖြစ်စေကိုချစ်ခင်မြတ်လို့ရတဲ့မိတ်ဆွေတငယ်ချင်းတွေကြားမှာဖြစ်စေဆက်ဆံရေးကိုပိုပြီးလေးနက်ခိုင်မာနေအောင်နှောင်ဖွဲ့ပေးနိုင်စွမ်းလည်းရှိပါတယ်။နှုတ်ဖျားလေးကနေအလွယ်တကူပေါ့ပေါ့ပါပါကလေးအပေါ်ရန်ပြောလိုက်တာမျိုးမဟုတ်ပဲစိတ်ပါလက်ပါကလေးရင်ထဲကနေနှစ်ကကနဲ့ချစ်တယ်လို့ပြောကြည့်လိုက်ပါလူတွေကကိုချစ်တဲ့သူတွေအထူးသဖြင့်မိဘတွေမောင်နှမတွေအိမ်နောင်ဘက်နဲ့သားသမီးတွေတငယ်ချင်းတွေကိုချစ်တယ်လို့ပြောပြဖို့တခါတရံမှာပြောဖို့တွန့်ဆုတ်ရှက်နိုးနေတာမျိုးပြောဖို့မလိုပါဘူးလေလို့တွေးမိလိုက်တာမျိုးပြောလိုက်ရင်ကြည်စဲရဲမောခံရမှာကိုစိုးရိမ်မိတာကြောင့်မပြောပြကြတာများပါတယ်။တကယ်တော့ကိုချစ်တဲ့သူတွေကိုချစ်တယ်ဆိုတဲ့စကားလေးနဲ့ကိုချစ်နေတာကိုသူသိအောင်ပြောပြဖို့တကယ်ကိုလိုအပ်ပါတယ်။ကိုကချစ်တယ်လို့ပြောလိုက်တဲ့လူတိုင်းကကြည်နူးပျော်ရွှင်သွားကြပြီး love you too လို့ပြန်ပြောတတ်တာများပါတယ်။ချစ်တယ်အပြောခံရလို့စိတ်ပြည့်ညိုညင်တဲ့သူမရှိတော့ပါဘူး။မိမိကဖိုးဖိုးရှိစဉ်ကလည်းဖိုးဖိုးစီဖုံးဆက်ပြီးတိုင်းအဖေကိုအယမ်းချစ်တယ်နော်လို့ရေရေမောမောလေးပြောပြဖြစ်ပါတယ်။အဖေကလည်းသဘောတွေကျပြီးရေမောတန်လေးနဲ့အဖေကလည်းချစ်ပါတယ်ကွာလို့ပြန်ပြောတတ်ပါတယ်။အဲ့ဒီအချိန်မှာသားဖားနှစ်ယောက်စလုံးရဲ့ရင်ထဲမှာမြစ်တာလှိုင်းကလေးတွေတငိမ့်ငိမ့်နဲ့ပြုံးပျော်ကြည်နူးရတာပါပဲ။ဖွားဖွားနဲ့ဖုံပြောပြီးတိုင်းလည်းမိမိကဖွားဖွားကိုအမေကိုချစ်တယ်နော်လို့ပြောပြဖြစ်ပါတယ်။ဖွားဖွားကရေကမောကနဲ့ I love you too လို့ပြန်ပြောတတ်ပါတယ်။သမီးလေးနဲ့ဖေဖေကိုလည်းမိမိကအယမ်းချစ်ကြောင်အမြဲတမ်းနှုတ်ကနေရော text message နဲ့ပါဖွင့်ပြောပြအသိပေးတတ်တာသမီးလေးအသိဆုံးပေါ့နော်။သမီးလေးနဲ့ဖေဖေစီကလည်းချစ်တယ်ဆိုတဲ့စကားလုံးလေးတွေပြန်ပြောတဲ့အခါဒီမိသားစုထဲမှာချစ်တယ်ဆိုတဲ့စကားလေးဟာအလေးအထားလေးတစ်ခုဖြစ်လာတယ်လေ။ချစ်တယ်လို့ပြောဖို့ရှက်မနေတော့ဘူးမဟုတ်လား။တချို့တွေချစ်တယ်လို့ပြောဖို့ဝင်လေးတတ်တယ်လို့ရောက်တတ်သွားမယ်အချစ်ကိုပြဖို့မလိုဘူးရင်ထဲကချစ်နေရင်ပြေဆုံးပြီလို့ထင်တတ်ပါတယ်အချစ်ကိုပြဖို့စကားလုံးလေးတစ်ခုနဲ့လည်းမရပါဘူးအလုပ်တွေအပြုအမူတွေနဲ့လည်းသက်သေပြရပါတယ်နှုတ်ဖျားလေးနဲ့ချစ်တယ်နော်ပေါ့ပေါ့လေးပြောပြီးသူ့အပေါ်ချစ်ရမရောက်တဲ့အပြုအမူတွေအလုပ်တွေလုပ်နေရင်လည်းအချစ်ဟာယုံကြည်စရာမကောင်းပါဘူးအချစ်မှာ expire date ရှိပါတယ်ကိုဘလောက်ပဲချစ်ချစ်သူကကိုကိုခွဲသွားတဲ့အခါကိုကသူ့ကိုခွဲဖို့ဖန်လာတဲ့အခါချစ်တယ်လို့ပြောပြဖို့အခွင့်အရေးမရတော့ပါဘူးဥပမာပြောပြရရင်ဖိုးဖိုးကိုမေမေဘလောက်ပဲချစ်ချစ်အဖေမရှိတော့တဲ့အချိန်မှာအဖေကိုချစ်တယ်လို့ပြောပြလို့မရနိုင်တော့ပါဘူးဒါပေမဲ့ဖိုးဖိုးရှိနေချိန်တုန်းကသူ့ကိုချစ်ကြောင်းမကြာခဏပြောခဲ့တယ်လို့သူ့ကိုချစ်ကြောင်းသက်သေပြနိုင်ခဲ့တာမို့မေမေရင်ထဲမှာအဖေနဲ့ပတ်သက်ပြီးနောင်တဆိုတာမရှိပါဘူးမပြောလိုက်ရတာလုံမပေးလိုက်ရတာလည်းမရှိသလောက်နေခဲ့ပါတယ်တချို့ဆိုသေးတဲ့အထိချစ်တယ်လို့ပြောမပြဖြစ်ခဲ့တာတွေရှိပါတယ်ပြောဖို့ရှက်ရွံ့တွန့်ဆုတ်နေတာမာနာလေးတွေခံနေတာပြောဖို့အာမထုတ်ဖြစ်ခဲ့တာစားတဲ့အကြောင်းလေးတွေကြောင့်ဖြစ်ပါတယ်ကိုချစ်တဲ့သူတွေကိုချစ်တယ်ပြောဖို့မမေ့ပါနဲ့ချစ်တယ်လို့ပြောဖို့ဝင်မလေးပါနဲ့မနှက်ပြန်ဆိုတာမသေးကြပါဘူးချစ်တယ်လို့ဒီနေ့ပဲပြောလိုက်ပါမနေ့ကမင်းသားတယောက်ရဲ့ဗီဒီယိုကလစ်လေးကြည့်လိုက်ရပါတယ်သဘောကျလိုက်တာမင်းကိုချစ်တယ်ဆိုရင်ချစ်လိုက်ပါမင်းကိုမချစ်ဘူးဆိုရင်လည်းဒါဟာမင်းရဲ့ဆုံးရှုံးမှုပါပဲတဲ့သမီးလေးရေကိုချစ်တဲ့သူကိုချစ်ပါတန်မိုးထားပါချစ်တယ်လို့ပြောဖို့မမေ့ပါနဲ့ကိုမချစ်နိုင်တဲ့သူအတွက်နာကျင်ထိခိုက်ခံစားမနေပါနဲ့ဒါဟာသူ့ရဲ့ဆုံးရှုံးမှုပါပဲလို့တွေးလိုက်နော်မေတ္တာစိတ်နဲ့လွမ်းပါသမီးလေးရေသမီးလေးကိုအရေးကြီးတဲ့စကားသွန်သင်ခြင်းတဲ့အခါမေမေလေးတန်ကိုအနူးညံ့ဆုံးထားပြီးချိုသားသားလေးပြောဖို့ကြိုးစားပါတယ်ချိုသားတဲ့လေးတန်ဆိုလူတိုင်းကနှစ်သက်နာဝင်တယ်လို့ပါ
သမီးလေးလည်းမမေစကားကိုနှဝင်ချိုတယ်မဟုတ်လားသဘောမတူနိုင်တာရှိရင်တော့မမေတို့အငင်းမပွားပဲညှိနှိုင်းယူကြတယ်လေတချို့ကိစ္စတွေမှာမမေနဲ့သမီးလေးရဲ့အရွယ်ကွာခြားမှုခေတ်ကာလကွာခြားမှုမမေနဲ့သမီးလေးတို့ရှင်သန်ကြည်ပြင်းရတဲ့နေရာဒေသကွာခြားမှုယဉ်ကျေးမှုကွာခြားမှုစတဲ့မတူညီမှုကွာခြားမှုတွေကိုမသိဘူးမရဘူးငါလိုချင်တာငါဖြစ်ချင်တဲ့အတိုင်းဖြစ်စေရမယ်လို့တစ်ဖက်သက်ကြီးဆိုအတင်းအကျပ်ပိတ်ပင်ချုပ်ချယ်တာမျိုးမမေမလုပ်ပါဘူးအတိုင်းအတာတစ်ခုထိမမေကနားလည်ပေးဖို့ခွင့်ပြုပေးဖို့ကြိုးစားပါတယ်သမီးလေးဘက်ကလည်းမမေကွယ်ရမှာမမေမသိအောင်ဖုံးကွယ်လျှို့ဝှက်ထားတာမရှိပဲအကုန်လုံးကိုပွန့်ပွန့်လင်းလင်းရိုးရိုးသားသားဖွင့်ပြောပြဝန်ခံတတ်လို့လဲမမေကကျေးဇူးတင်ရပါတယ်အဝေးမှာရောက်နေတဲ့သမီးကလေးကိုဖြစ်စေဖွားဖွားကိုဖြစ်စေသတိတရားတိတ်လွမ်းမိတဲ့အခါလွမ်းလွမ်းဆွေးဆွေးနာကျင်တဲ့အလွမ်းမျိုးနဲ့မလွမ်းဖို့သတိလေးထားပါတယ်သတိရတိုင်းသူနေကောင်းပါစေအဆဆရရအဆင်ပြေပါစေဘေးရန်နေရကင်းပါစေလို့မေတ္တာဓာတ်အေးအေးလေးနဲ့သာမေတ္တာပို့ရင်အလွမ်းနေရမှာမေတ္တာနဲ့အစားထိုးမိတယ်မေတ္တာရဲ့ဓာတ်ဟာတကယ်အစွမ်းထက်လို့ပါကိုချစ်တဲ့လူတစ်ယောက်ကိုလွမ်းတဲ့အခါနာကျင်စိတ်နဲ့လွမ်းရင်အကုသိုလ်စိတ်ဖြစ်ပါတယ်တတိယတိုင်းမေတ္တာပို့ရင်အလွမ်းဟာမေတ္တာဖြစ်သွားတာမို့ကုသိုလ်စိတ်ဖြစ်ပါတယ်ဒါကြောင့်မေတ္တာလေးနဲ့လွမ်းပါတယ်သမီးလေးရေမေတ္တာဟာတကယ်အစွမ်းထက်ပါတယ်သမီးလေးရဲ့ဘဝမှာသမီးလေးချစ်ခင်မြတ်နိုးရတဲ့သူတွေကိုလွမ်းတဲ့အခါတိုင်းနာနာကျင်ကျင်စိတ်နဲ့မလွမ်းပါနဲ့မေတ္တာလေးသာပို့ပေးပါသမီးလေးပို့လိုက်တဲ့မေတ္တာဓာတ်ကလေးတွေဟာသူ့စီကိုအေးချမ်းတဲ့လှိုင်းကလေးအဖြစ်ရောက်သွားပါလိမ့်မယ်ပထမဆုံးအေးချမ်းသွားရတာကသမီးလေးရဲ့စိတ်နှလုံးမှာလွမ်းနေစိုးရိမ်နေပူပန်နေဆိုတဲ့သောကစိတ်တွေဟာကိုယ်စိတ်ကိုနာကျင်ပင်ပန်းဆင်းရဲစေတဲ့အကုသိုလ်စိတ်တွေပဲဖြစ်ပါတယ်ဘသူအတွက်မှအကျိုးမရှိပါဘူးကိုမှလည်းအကုသိုလ်စိတ်ပဲဖြစ်ပါတယ်ကိုချစ်တဲ့သူကိုလွမ်းနိုင်သူစိတ်ချမ်းသာပါစေကိုချမ်းသာပါစေအဆဆရရအဆင်ပြေပါစေဘေးရန်ရဲ့ကင်းရှင်းပါစေလို့မေတ္တာလေးပို့ပေးလိုက်တော့မေတ္တာပို့နေချိန်လေးမှာပဲသမီးရဲ့စိတ်ကလေးအေးမြငြိမ်းချမ်းသွားတာကိုခံစားမိပါလိမ့်မယ်မေတ္တာစိတ်ကလေးဟာကုသိုလ်စိတ်ကလေးမို့သူ့ကိုလွမ်းတဲ့အလွန်စိတ်ကနေမေတ္တာကုသိုလ်စိတ်လေးဖြစ်သွားတာပါဒီမေတ္တာလှိုင်းကလေးကကိုမေတ္တာပို့ပေးနေသူစီတကယ်ရောက်ပါတယ်မယုံမရှိပါနဲ့ခုခေတ်ကာလကြီးမှာမေတ္တာဟာတကယ်ရှားပါလာပါပြီသမီးလေးရေလူတွေဟာတယောက်ကိုတယောက်အနိုင်ယူပို့ကြဖို့အမျက်ထုတ်ဖို့လှည့်စားကောက်ချစ်ဖို့နောက်ကျောဓာနဲ့ထိုးဖို့ခြေထိုးခံဖို့ဝင်မလေးကြတော့ပါဘူးတယောက်ကိုတယောက်အမုန်းစကားတွေနဲ့ရန်လိုတိုက်ခိုက်ဖို့လည်းအမြဲသွေးဆူနေတတ်တာပါပဲအဲ့ဒီလိုအမုန်းဓာတ်တွေလှိုင်းထန်နေတဲ့ကဘာကြီးထဲမှာကိုယ့်ဘက်ကမေတ္တာစိတ်ကလေးနဲ့နေနိုင်မှုဆိုတာတော်တော်ခက်ပါလိမ့်မယ်ဒါပေမဲ့မေတ္တာရဲ့အစွမ်းကိုမိမိကိုယ်တိုင်လက်တွေ့ခံစားသိရှိခဲ့တာမို့ယုံလဲယုံကြည်ပါတယ်ကိုယ့်အပေါ်ဘလောက်ပဲမုန်းသူဖြစ်နေပါစေရန်လိုတိုက်ခိုက်နေသူဖြစ်ပါစေသူရဲ့မကောင်းကွက်တွေကိုမတွေးပဲသူ့ကိုသနာစရာကောင်းတဲ့သူတစ်ယောက်အဖြစ်တကယ်မေတ္တာစိတ်ကလေးနဲ့မေတ္တာလေးသာမှန်မှန်ပို့ကြည့်လိုက်ပါသူ့ဘက်ကအံ့ဩစရာကောင်းလောက်အောင်ကိုယ့်အပေါ်ထားတဲ့စိတ်သဘောထားတွေပြောင်းလဲလာပါလိမ့်မယ်မေတ္တာရဲ့အစွမ်းတတ္တိကိုယုံကြည်လိုက်ပါသမီးလေးရေအထူးသဖြင့်သမီးလေးတို့ခင်မှာဆိုရှယ်မီဒီယာရဲ့လွှမ်းမိုးမှုနဲ့ဖိအားဟာကြောက်စရာကောင်းလောက်အောင်အရှိန်အဝါပြင်းထန်လာပါတယ်ကိုမသိတဲ့သစိမ်းတယောက်ကလည်းကိုအသက်လွတ်လာပြီးအမုန်းစကားနဲ့ရန်လိုတိုက်ခိုက်လာနိုင်တာပါပဲကိုနဲ့ခင်လဲမခင်မင်းမြင်အောင်မမြင်မှုတဲ့သစိမ်းတယောက်ရဲ့ထင်မြင်ချက်ဝေဖန်ထိုးနှက်ချက်ဟာအမှန်တရားမှမဟုတ်တာသူများရဲ့ထင်မြင်ချက်ရန်လိုစော်ကားချက်တိုင်းကိုသာလိုက်ပြီးခံစားနာကျင်နေရမယ်ဆိုရင်ကိုနှလုံးသားလည်းနေရာလက်မကျန်တော့အောင်စကားပေါက်လို့ဖြစ်နေတော့မှာပေါ့ဒါကြောင့်ဆိုရှယ်မီဒီယာမှာအမုန်းစကားတွေနဲ့လာတိုက်ခိုက်တဲ့လူတွေနဲ့ကြုံခဲ့ရရင်လေအရေးတယူနာကျင်စိတ်ထိခိုက်မနေပါနဲ့သူကိုမေတ္တာလေးသာပို့ပေးလိုက်ပါသူတစ်ပါးကိုနာကျင်အောင်ထိုးနှက်တိုက်ခတ်တတ်သူဟာသူကိုယ်တိုင်ကနာကျင်နေသူစိတ်မကျန်းမာသူဖြစ်နေလို့ပါသူစိတ်ကျန်းမာပါစေအဆဆရရအဆင်ပြေပါစေလို့မေတ္တာလေးပို့ပေးလိုက်ပါအရင်ဆုံးတော့သမီးရဲ့စိတ်မှာနာကျင်ဒေါသဖြစ်ရတဲ့အကုသိုလ်စိတ်နေရာမှာမေတ္တာကုသိုလ်စိတ်လေးနေရာယူသွားပြီးပထမဆုံးငြိမ်းချမ်းရသူဟာသမီးလေးကိုယ်တိုင်ပါပဲသူများကလာပေးတဲ့အကုသိုလ်ကိုလက်ခံမယူပဲမေတ္တာကုသိုလ်စိတ်ကလေးနဲ့သာတုံ့ပြန်လိုက်ပါသမီးလေးရေစိတ်ခံစားမှုတွေကိုထိန်းချုပ်နိုင်သူဖြစ်ပါစေသမီးလေးရေမိန်းကလေးတယောက်ရဲ့တန်ဖိုးကိုရုပ်ရည်ချောမောတာပညာတတ်တာအောင်မြင်ကြော်ကြားတာ
စီးပွားရှာနိုင်တာစားတဲ့အရေးအသွေးတွေနဲ့တိုင်းတာလို့မရနိုင်ပါဘူးကိုချင်းသီလနဲ့ပြည့်စုံတာကိုရဲ့စိတ်ခံစားမှုတွေကိုထိန်းချုပ်နိုင်တာအိန္ဒြေသိက္ခာရှိတာစတဲ့အရေးအသွေးတွေနဲ့သာတိုင်းတာရမှာဖြစ်ပါတယ်ရုပ်ချောတိုင်းကိုရဲ့ကိုချင်းသီလကိုတန်ဖိုးမထားတတ်ရင်တန်ဖိုးရှိတဲ့မိန်းကလေးမဖြစ်နိုင်သေးပါဘူးပညာတွေတက်ပေမဲ့ကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုမထိန်းချုပ်နိုင်ဘူးစိတ်ခံစားမှုရဲ့နောက်လိုက်တက်ရင်လည်းအမှားတွေနဲ့ရင်ဆိုင်ရမှာပါတကယ်တော့စိတ်ခံစားမှုဆိုတဲ့အရာဟာကိုယ့်ရဲ့စိတ်ထဲကိုခဏလေးသာဝင်လာလိုက်ပြန်ထွက်သွားလိုက်လှုပ်တက်တဲ့ဧည့်သည်လိုပါပဲအဲ့ဒီစိတ်ခံစားမှုလေးကိုအိမ်ရှင်လိုကိုယ့်စိတ်ထဲမှာအကြာကြီးလက်ခံမွေးမြူထားပြီးသူလွှမ်းမိုးချဲလဲသမျှအတိုင်းလိုက်ခံစားနေမိရင်တော့ကိုရှုံးတာပဲကိုယ်စိတ်ကတခုခုကိုခံစားရပြီဆိုရင်သူနဲ့တုန်ခါမှုချင်းတူတဲ့အတွေးတွေကိုဆွဲငင်တတ်ပါတယ်စိတ်ခံစားမှုနဲ့အတွေးတွေဟာအပြန်အလှန်အစာကျွေးနေကြတာပါမကောင်းတဲ့စိတ်ခံစားမှုတစ်ခုဝင်လာပြီဆိုရင်မကောင်းတဲ့အတွေးတွေကလည်းအလိုလိုလိုက်ပါလာတော့တာပါပဲမကောင်းတဲ့အတွေးတွေအလျောက်အမားတွေပြောမိလုံမိတော့တာပါပဲဘလောက်ပဲချုံမောလှပပြီးပညာတွေတက်တဲ့သူတစ်ယောက်ဖြစ်ပါစေဒေါသမာနဆိုတဲ့စိတ်ခံစားမှုတွေရဲ့ကြိုးကင်ချဲလဲခံရတဲ့အချိန်မှာအယူတစ်ယောက်လိုလဲအော်ဟစ်ပောက်ကွဲဖို့ရှက်မနေနိုင်တော့ပါဘူးအတွေးမှအပြောမှားတွေနဲ့ကိုယ်တန်မိုးကိုပြန်နှိမ်ချဖို့လဲဝင်မလေးတော့ပါဘူးစိတ်ခံစားမှုနောက်ကိုလိုက်တိုင်းအမှားကြီးမှာဖို့တိတ်လွယ်ကူတာပါပဲဒါကြောင့်ကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုကင်တွယ်ထိန်းချုပ်နိုင်မှုအတွက်ကိုယ်စိတ်ထဲမှာဖြစ်နေတဲ့ခံစားမှုတွေကိုသိနေလိုက်ဖို့အရေးကြီးပါတယ်ကိုဒေါသထွက်နေတာလားစိတ်ဆိုးနေတာလားဝမ်းနည်းနေလားစိတ်တက်ကြနေလားစသဖြင့်ကိုခံစားနေရတာကိုအတိအမှတ်ပြုလက်ခံလိုက်တာကပထမအဆင့်ပါကိုယ့်ရဲ့ခံစားမှုကိုလက်ခံလိုက်ပြီးရင်ဒီခံစားမှုဟာခဏလေးဖြစ်ပြီးရင်ပျောက်ပြတ်သွားအောင်ပါပဲခဏလေးပဲဆိုပြီးသိနေလိုက်ဖို့ပါအဲ့ဒီလိုခဏလေးဖြစ်တဲ့ခံစားမှုကိုအကြာကြီးစုပ်ကိုင်မထားတော့ပဲခံစားမှုကခိုင်းစေတဲ့အတိုင်းကိုကလိုက်မတုံ့ပြန်တော့ရင်ကိုဟာအောင်နိုင်သူပါပဲဒေါသထွက်တယ်ဒေါသဖြစ်နေတာကိုသိတယ်လက်ခံတယ်ဒီဒေါသဟာခဏလေးပဲပေါ်ပြီးပျောက်သွားတဲ့ခံစားမှုတစ်ခုပဲလို့သိနေပြီးဒေါသအလျောက်အော်ဟစ်ပေါက်ကွဲတာတွေရန်လိုထိုးနှက်တာတွေမလုပ်ဖြစ်တော့ရင်ကိုယ့်ရဲ့ခံစားမှုနောက်ကိုမလိုက်တော့ပဲခံစားမှုကိုထိန်းချုပ်ကင်တွယ်လာနိုင်တဲ့သူဖြစ်လာပါတယ်ကိုဝမ်းနေနေတယ်နေရတာမပြောဘူးစိတ်တက်ကြနေတယ်ဆိုရင်ကိုယ့်ရဲ့စိတ်ခံစားမှုအတိုင်းပဲဘာလို့အဆင်မပြေတော့ပါဘူးဘာမှလည်းလှုပ်ချင်စိတ်မရှိပါဘူးစ조사အားထုတ်ခြင်းစိတ်အောင်မြင်ခြင်းတဲ့စိတ်တွေလည်းပျောက်ဆုံးနေမှာပါအဲ့ဒီလိုအချိန်မျိုးမှာကိုယ့်ရဲ့စိတ်ခံစားမှုကိုနားလည်လက်ခံပေးလိုက်ပါအတိအမှတ်ပြုပေးလိုက်ပါကိုမပြောဘူးစိတ်တက်ကြနေတာကိုသတိလေးထားပြီးစောင့်ကြည့်နေလိုက်ပါဒီခံစားမှုလေးဟာကိုယ့်စိတ်ထဲကိုခဏလေးဝင်လာတဲ့ဧည့်သည်လေးပဲခဏနေပျောက်သွားမှာအခုမှဖြစ်ဖူးတာလည်းမဟုတ်ဘူးဟိုအရင်ကလည်းမပြောတဲ့စိတ်တက်ကြနေတာမျိုးဖြစ်ခဲ့ဘူးတာပဲဘဝမှာအစင်မပြေဆုံးအချိန်တွေရှိခဲ့ဘူးတာပဲနာကျင်ဝမ်းနေရတဲ့နေ့ရက်တွေလည်းရှိခဲ့ဘူးတာပဲဒါပေမဲ့အဲ့ဒီစိတ်ခံစားမှုတွေဟာအမြဲအကြာကြီးနေနေတာမဟုတ်ပါဘူးခဏလေးပဲပေါ်လာလိုက်ပျောက်သွားလိုက်ပါပဲလို့စိတ်ခံစားမှုရဲ့ဖြစ်စဉ်လေးကိုတွေးကြည့်နေလိုက်ပါမကောင်းတဲ့စိတ်ကဆွဲငင်လိုက်တယ်မကောင်းတဲ့အတွေးတွေကိုလည်းစုပုံမခံပါနဲ့မကောင်းတဲ့အတွေးတွေကိုလည်းသတိလေးထားပြီးစောင့်ကြည့်ပေးပါသူတို့လည်းကြာမနေပါဘူးခဏလေးပေါ်ပြီးပျောက်ပြတ်သွားကြတာပါပဲကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုကောင်းကောင်းသိနေပြီးကိုယ့်စိတ်ကိုထိန်းချုပ်လာနိုင်တဲ့သူဟာအမှားနဲ့အမှန်ကိုခွဲခြားသိမြင်လာပါတယ်စင်ကျင်တုံတရားလည်းမြင်မာလာသလိုစိတ်အလိုကိုမလိုက်တော့တဲ့အတွက်အိန္ဒြေသိက္ခာလည်းပိုရှိလာပါတယ်စိတ်ရဲ့ခြေလေလွှမ်းမိုးတာကိုမခံတော့ပဲစိတ်ကိုလိုသလိုယဉ်ကျေးသိမ်မွေးအောင်ပုံသွင်းလာနိုင်ပါလိမ့်မယ်ကိုယ့်ရဲ့စိတ်ကလေးကအကောင်းဘက်ကိုတိမ်နေရင်ကိုယ့်ရဲ့အတွေးတွေကလည်းအတွေးကောင်းတွေဖြစ်လို့လာပါတယ်ကိုဘဝအပေါ်ဂျင်းနဲ့ပျော်ရွှင်နေတဲ့အတွေးလေးတွေကပိုကောင်းတဲ့အလုပ်ကလေးတွေလုံမိစေပါတယ်သူများအပေါ်လည်းမကောင်းမြင်စိတ်အပြစ်တင်စိတ်မနာလိုစိတ်တွေကင်းရှင်းလာပြီးကိုဘဝတိုးတက်ကြောင်းကိုသာအာယုံဆိုင်မိနေပါလိမ့်မယ်အောင်မြင်တဲ့ဘဝအကြောင်းတွေးရင်အောင်မြင်ကြောင်းအလုပ်တွေလုပ်ဖို့စိတ်ထက်သန်ပြင်းပြလာပါလိမ့်မယ်
ကိုယ့်ရဲ့စိတ်ခံစားမှုလေးတွေကောင်းနေရင်ကောင်းတဲ့အတွေ့တွေကိုပဲဆွဲငင်ပါတယ်ကောင်းတာတွေပြောပြီးကောင်းတာတွေပဲလုပ်ဖို့စိတ်ထက်သန်လို့နေပါလိမ့်မယ်စိတ်ခံစားမှုလေးတွေကမကောင်းတဲ့အခါမျိုးမှာလည်းအဲ့ဒီခံစားမှုဟာခဏလေးပေါ်လာတဲ့ဧည့်သည်လေးပဲဆိုတာကိုသတိရပါသူ့ကိုအကြာကြီးလက်ခံမထားလိုက်ပါနဲ့သူကနေဆွဲငင်တဲ့မကောင်းတဲ့အတွေးဆိုတွေကိုလည်းထပ်တလဲလဲစုပုံမခံပါနဲ့ကိုယ်အတွေးတွေကိုသတိလေးနဲ့စောင့်ကြည့်နေလိုက်ပါဘလောက်ပဲမကောင်းတဲ့အတွေးလေးဆိုပေမဲ့သူတို့လည်းခဏလေးပေါ်လာပြီးပျောက်သွားကြတာပါပဲအတွေးကချဲလေလွှမ်းမိုးတာကိုမခံတော့တဲ့သူဟာအတွေးကခိုင်းတဲ့အတိုင်းမလုပ်တော့တဲ့အတွက်အမှားတွေနည်းလာပါလိမ့်မယ်စိတ်ခံစားမှုနောက်ကိုကောက်ကောက်ပါအောင်လိုက်ပါတတ်သူမဟုတ်တော့ပဲစိတ်ခံစားမှုတွေရဲ့သဘောကိုကောင်းကောင်းနားလည်လာပြီးကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုထိန်းချုပ်ကင်တွယ်နိုင်လာပါလိမ့်မယ်စိတ်ကိုအောင်နိုင်သူဟာဘဝကိုအောင်နိုင်သူလည်းဖြစ်ပါတယ်ကိုယ့်ရဲ့ပျော်ရွှင်မှုအတွက်သူများရဲ့ဘဝကိုမစတေးပါနဲ့သမီးလေးရေတတ်မဲ့ပစ္စည်းလေးတစ်ခုကိုဘလောက်ပဲနှစ်သက်မမောလိုချင်နေပါစေသူ့မှာပိုင်ရှင်ရှိတယ်ဆိုရင်ယူဖို့စိတ်မကူးလိုက်ပါနဲ့တက်ရှိလူတယောက်ကိုလည်းကိုဘလောက်ပဲယူခါနေအောင်ချစ်ခင်ဆွဲလန်းနေပါစေသူ့မှာပိုင်ရှင်ရှိတယ်ဆိုရင်စိတ်ကလေးနဲ့တောင်မပြစ်မှားမိပါစေနဲ့အပြစ်ကြီးလွန်းပါတယ်ကိုလိုချင်တဲ့စိတ်ကလေးအတွက်ကိုယ့်ရဲ့ပျော်ရွှင်မှုအတွက်သူတစ်ပါးရဲ့ပိုင်ဆိုင်မှုကိုစိုးအတင်းလူယူတာဟာတိတ်ရှက်စရာကောင်းတဲ့အပြစ်တစ်ခုပါပဲကိုလိုချင်တာကိုလူယူလိုက်တဲ့နောက်မှာစတေးလိုက်ရတဲ့သူတစ်ပါးရဲ့ဘဝတွေရှိနေတာကိုသတိရပါကိုလိုချင်တာတစ်ခုတည်းကိုကြည့်လို့မဖြစ်ဘူးနော်သူများရဲ့မျက်ရည်တွေစိတ်ဆင်းရဲမှုတောကတွေဂုဏ်သိက္ခာတွေဘဝတွေကိုချနှင်းပြီးမှကိုလိုချင်တာကိုရမယ်ဆိုရင်ဘယ်တော့မှမလိုချင်ပါနဲ့မမေသိတဲ့ဇလန်းလေးတစ်ပုဒ်ပြောပြခြင်းနဲ့တယောက်ကိုတယောက်သိချစ်ခင်လေးစားပြီးအပြန်အလှန်တန်ဖိုးထားတတ်တဲ့ပညာတတ်အိမ်တော်ရှင်ဆုံးတွဲလေးအကြောင်းပါနှစ်ယောက်စလုံးဟာပညာလဲအလွန်တော်ပြီးသူတို့နယ်ပယ်မှာအသီးသီးအောင်မြင်နေတဲ့ပညာရှင်တွေပါစိတ်ကောင်းလဲအလွန်ရှိပြီးသူများတွေအပေါ်စိတ်ကောင်းစေတနာကောင်းတွေနဲ့အမြဲကူညီပေးတတ်သူတွေပါသူတို့နှစ်ယောက်ရဲ့အိမ်တော်ကြီးကလည်းအင်မတန်သားရပြီးတိမ်မွေးနူးညံ့ပါတယ်တယောက်ကိုတယောက်အပြန်အလှန်လေးစားဖေးမမှုလေးတွေနားလည်ယုံကြည်မှုလေးတွေနဲ့တိဆောက်ထားတာမို့မိမိတို့လည်းအားကြရတဲ့ဇုံတွဲလေးဖြစ်ပါတယ်သူတို့နှစ်ယောက်အတွက်တန်ဖိုးထားရဆုံးအရာဟာကိုချင်းသိက္ခာတရားပါပဲသူတို့နှစ်ယောက်ရဲ့ဘဝထဲကိုတတိယလူမိန်းကလေးတယောက်ဝင်လာခဲ့ပါတယ်သူမကလုံးဝထင်မှန်မထားရလောက်အောင်ပါနဲ့လဲဝဲပြီးသူ့လိုချင်တာရဖို့အတွက်သူကိုယ်သူအပြည့်ကင်းစင်တဲ့မိန်းကလေးအသွင်ဟန်ဆောင်ပါတယ်သူများရဲ့ခင်မွန်းကိုသူ့ဘက်တိတ်ညွတ်ရင်းရိုင်လာအောင်ဆွဲဆောင်ဖျားယောင်းပါတယ်စကလုံးတွေအထီအတွေ့တွေအညွတ်အမြူတွေနဲ့ယောက်ျားတစ်ယောက်အရေးပြောလာအောင်တိမ်သွင်းစီယုံပါတယ်သူလိုချင်တာကဒီယောက်ျားပဲဒီယောက်ျားကိုရဖို့အတွက်ဒီအိမ်နောင်ကိုဖြိုခွင်းမှုနှီးမျိုးစုံနဲ့မာယာပရိယေတွေသုံးပါတယ်နောက်ဆုံးတော့ခင်မွန်းဖြစ်သူဟာခလုတ်တစ်ခုတိုက်မိတယ်လို့ပဲသူမဘက်ကိုတည်ငါလေးတိတ်ညွတ်ရင်းရိုင်သွားခဲ့ပါတယ်ခဏကလေးပါပဲပညာရှိတစ်ယောက်ဖြစ်တော့လေသူတိုင်းမိတဲ့ခလုတ်ကစူးတစ်ချောင်းဖြစ်နေခဲ့တော့အဲ့ဒီစူးဟာသူ့ခြေဘဝကိုတဆုံစူးဝင်စေခဲ့ပါတယ်တိတ်ပြီးတော့ချင်းမြတ်နိုးတန်မိုးထားခဲ့တဲ့ဇနီးကိုစွန့်လွတ်ဖို့အထိသူစိတ်ကူးခဲ့မိပါတယ်ဒါပေမဲ့လည်းသူအမားကိုသူချက်ချင်းသိမြင်ခဲ့တယ်လို့သတိလဲပြန်ဝင်ခဲ့ပါတယ်ဇနီးဖြစ်သူကလည်းဉာဏ်ပညာနဲ့ပြည့်စုံပြီးပါးနဲ့လိမ်မာသူပြီးခင်မွန်းရဲ့အမားကိုခွင့်လွှတ်သိခံပေးခဲ့ပါတယ်နောက်ဆုံးတော့ဒီဇလန်မှာတတိယမိန်းကလေးရဲ့အမားဆိုတာကိုလူတိုင်းသိကြပါတယ်သူဘလောက်ပဲသူ့ကိုယ်သူ victim လေးတစ်ဖွဲဒရမာတွေချိုးပြီးမျက်ရည်တွေချူလဲဘသူကမှမတနာခဲ့ပါဘူးအဲ့ဒီအတိုင်းအဝိုင်းတစ်ခုလုံးရဲ့ဖဲ့ကျင်ခြင်းကိုသာခံခဲ့ရတာပါအားလုံးရဲ့ရွှန်ရှာဆက်ဆုပ်အထင်သေးခြင်းကိုပဲခံလိုက်ရတာပါကိုယ့်ရဲ့လူအင်ဆန္ဒပျော်ရွှင်မှုအတွက်သူများတွေရဲ့ဘဝကိုမစတေးလိုက်ပါနဲ့ဝတ်ဆိုတဲ့အရာဟာတိတ်ကြောက်ဖို့ကောင်းပါတယ်နောင်ဘဝထီတောင်မဆောင်ပါဘူးကိုပြုတ်လိုက်တဲ့ကံဟာကိုယ့်စီကိုပဲပြန်လာတတ်တာပါပဲကိုယ့်ရဲ့စိတ်စေတနာအတိုင်းထိုက်တန်တဲ့ဘဝကိုသာကိုပြန်ရပါတယ်သူများရဲ့အိမ်တော်တစ်ခုကိုဖြိုခွင်းမှုစ조사ရတဲ့စိတ်ဓာတ်ဟာတိတ်အစိပ်ပြင်းတဲ့စိတ်မျိုးပါပဲဒီလူတယောက်ကိုဘလောက်ပဲတေးလောက်အောင်ချစ်နေပါစေအောင်တော့အိမ်တော်ရှင်တယောက်ဖြစ်နေရင်စိတ်ကူးလေးနဲ့တောင်ပြစ်မှားဖို့မသင့်တော်ပါဘူးသူများပိုင်ဆိုင်တဲ့ဘဝကိုကိုဘဝလှုပ်ချင်လို့မရပါဘူးပိုင်ရှင်ရှိတဲ့လူတယောက်ကိုအတင်းဆွလူယူလို့မရပါဘူးလူတိုင်းမှာကိုယ့်ဘဝကိုအလားပါဆုံးပုံဖော်ခွင့်ရှိပါတယ်ကိုလိုချင်တဲ့လူတကာကအားကြရတဲ့အလားပါဆုံးဘဝတစ်ခုဖြစ်လာအောင်ကိုကချစ်တဲ့သူ
ကိုယ့်အပေါ်ချစ်မြတ်လို့တန်မိုးထားတဲ့သူနဲ့ရိုးရိုးသားသားစူးစမ်းတည်ဆောက်လို့ရပါတယ်။သူတစ်ပါးတည်ဆောက်ထားပြီးသားဘဝတစ်ခုကိုအားကြလိုခြင်းတဲ့စိတ်ကလေးတစ်ခုနဲ့သူများပိုင်ဆိုင်ထားတဲ့ဘဝကိုဖျက်လန်းကနေလူမယူခြင်းမနဲ့ဝတ်လေတတ်ပါတယ်။ကိုလိုခြင်းတဲ့ဘဝကိုကိုယ်တိုင်သာအလှပဆုံးပုံဖော်ဖန်တီးယူလိုက်ပါ။ကိုလိုခြင်းနာကိုဆွဲငင်မှာသမီးလေးရေဘဝဟာကားတစ်စီးမောင်းနှင်ရတယ်လို့ပဲအရာရာကိုစိတ်ကမောင်းနှင်ပါတယ်ကိုဖြစ်ချင်းလိုချင်တဲ့ဘဝကိုဆွဲငင်လို့ရပါတယ်ကိုကပျော်ရွှင်တဲ့ဘဝကိုလိုချင်တယ်ဆိုရင်ပျော်ရွှင်စွာနေတတ်ဖို့လိုပါတယ်အရာရာအဆင်ပြေမှပျော်မယ်ဆိုရင်ဘရောမှပျော်ရတော့မှမဟုတ်ဘူးလေပျော်ရွှင်တဲ့စိတ်နဲ့မောင်းနှင်တဲ့ခရီးဟာအခက်အခဲနဲ့အဆင်မပြေတာဆင်းရဲဒုက္ခတွေနဲ့တွေ့ရင်တော့အပြုံးမပြတ်ရှေ့ခရီးဆက်နိုင်တယ်တစ်ချိန်မှာပျော်ရွှင်ခြင်းဆိုတဲ့ပန်းနိုင်စီရောက်မယ်ဆိုတာယုံကြည်နေဖို့လိုပါတယ်မကျေနပ်တဲ့စိတ်အရာရာကိုအစိုးမြင်တဲ့စိတ်နဲ့လူတကာကိုအမြင်မကြည့်မလင်အပြစ်မြင်တဲ့စိတ်နဲ့မောင်းနှင်တဲ့ခရီးဟာမကျေနပ်စရာအစင်မပြေတဲ့ဘဝစီမှာပဲတဝဲလေလေရောက်နေပါလိမ့်မယ်ကိုယ်စိတ်ကဆွဲငင်နေတဲ့အရာကိုပြန်ရတတ်တာမလို့ပါအောင်မြင်ခြင်းနဲ့စိတ်နဲ့မောင်းနှင်ရင်အောင်မြင်တဲ့ဘဝပန်းနိုင်စီတနေ့နေ့တော့ရောက်မှာမလွဲမသွေပါပဲကိုကအောင်မြင်မှုကိုလိုချင်တယ်ဆိုရင်အောင်မြင်တဲ့ဘဝကိုဆွဲငင်ဖို့လိုပါတယ်အောင်မြင်မှုအတွက်ပြင်းပြတဲ့စိတ်ထက်သန်မှုမလျော့တဲ့ဆွဲလုံးလာဝရိယတို့တော့ရှိရပါမယ်ဘလောက်ပဲခက်ခဲဖြစ်အောင်လုပ်မယ်ဖြစ်ရမယ်ဆိုတဲ့စိတ်ဓာတ်မျိုးရှိရပါမယ်အရှုံးနဲ့ရင်ဆိုင်ရရင်တော့ဒါဟာခဏလေးပဲလို့လက်ခံနိုင်ရပါမယ်အကြိမ်ကြိမ်အငင်းခံရလဲဇွဲမလျှော်ပဲအကြိမ်ကြိမ်ပြန်ကြိုးစားဖို့လိုပါတယ်သူများတွေနဲ့မနှိုင်းရှင်ပါနဲ့သမီးလေးရေလူတိုင်းရဲ့ဘဝဘေးအခြေအနေတွေဟာမတူညီကြပါဘူးသူအတွက်လွယ်လွယ်ကူကူရတဲ့အရာတွေဟာကိုယ့်အတွက်ခက်ခဲဖြစ်ချင်းဖြစ်နေနိုင်တာပဲသူရထားတဲ့အခွင့်အရေးမျိုးကိုရခြင်းမှရမှာပါကိစ္စမရှိပါဘူးစိတ်အားငယ်ဖို့မလိုပါဘူးသူကသူကိုကကိုပါပဲသူရဲ့အောင်မြင်မှုဟာသူ့ရဲ့ပါရမီကြောင့်ရဲ့သူ့ရဲ့စူးစမ်းအားထုတ်မှုတွေရဲ့ကြောင့်ပါကိုမှလည်းစူးစမ်းအားထုတ်ခွင့်ရှိပါတယ်ကိုလိုချင်တဲ့ဘဝကိုနီးလန်းမှန်စွာဆွဲငင်နေတဲ့၍အချိန်တန်ရင်ကိုလက်ထဲရောက်လာမှသိကြပါတယ်ကိုရဲ့စိတ်မှာယုံကြည်မှုရဲ့မျှော်လင့်ချက်ရဲ့စူးစမ်းအားထုတ်မှုရဲ့ဒါတွေရှိနေရင်ကိုလိုချင်တဲ့ဘဝကိုဆွဲငင်နေတာပါပဲသမီးလေးရေကိုဘဝမှာရတဲ့ရထိုက်တဲ့အရာတွေကိုနဲ့ထိုက်တန်တဲ့လူတွေသာဝင်လာပါလိမ့်မယ်ကိုမရတဲ့အရာတွေကိုနဲ့မထိုက်တန်တဲ့လူတွေကိုစိတ်အပင်ပန်းခံပြီးစွတ်အတင်းစုပ်တွဲမထားပါနဲ့ကြည်ကြည်နက်နက်သာလက်လွတ်လိုက်ပါပေါ့ပါပါသာခရီးဆက်ပါဘဝကအနေတတ်ရင်တိတ်ကျင်နေစရာကောင်းတာပါပဲကိုလိုချင်တဲ့အရာကိုဖြစ်ချင်တဲ့ဘဝကိုဆွဲငင်နိုင်ဖို့အတွက်ကိုရဲ့စိတ်ဟာရှင်းလင်းကြည်လင်နေပြီးစွမ်းအင်ပြည့်နေဖို့လိုပါတယ်အကောင်းမြင်တဲ့စိတ်ကျေနပ်ပျော်ရွှင်တဲ့စိတ်ခွင့်လွတ်နားလည်တဲ့စိတ်ကိုချင်းစာနာတတ်တဲ့စိတ်အတွေးတွေရဲ့လွှမ်းမိုးချယ်လဲတာကိုမခံတဲ့စိတ်သူများအကြောင်းမတွေးတဲ့စိတ်ပြင်ပအာယုံတွေအပေါ်မှာအာယုံမဆိုင်ပဲကိုယ့်ရဲ့အတွင်းစိတ်အပေါ်မှာသာအာယုံစူးစိုက်ထားနိုင်တဲ့စိတ်ဟာရှင်းလင်းကြည်လင်ပြီးစွမ်းအင်ပြည့်နေတဲ့စိတ်ဖြစ်ပါတယ်ဒီစိတ်ဟာကိုလိုချင်တဲ့အရာကိုတကယ်စွမ်းငင်နိုင်စွမ်းရှိပါတယ်မမေ့ခိုးခြင်းမနဲ့သမီးလေးရေမနေ့ကကြည့်လိုက်ရတဲ့ဗီဒီယိုလေးတစ်ခုကြောင့်ပြောစရာလေးရှိလာပါတယ်ကလေးလေးက9နှစ်တောင်ပြည့်သေးရဲ့လားမသိပါဘူးသူ့အဖေနဲ့လှေကားကနေဆင်းလာတယ်သူ့အဖေကကလေးလေးကိုလက်တွဲမထားပါဘူးကလေးလေးမှသူစီးလာတဲ့ကားသေးသေးလေးလည်းပါပါသေးတယ်အဖေကလှေကားကနေဆင်းချသွားတာသစိမ်းတယောက်လိုပဲကလေးကိုလှည့်တောင်မကြည့်ပါဘူးကလေးလေးတယောက်တည်းဒီလှေကားကိုကားကြီးနဲ့ဘလို့များဆင်းမလဲလို့မမေစိတ်ဝင်တစားစောင့်ကြည့်နေမိတယ်ကလေးလေးဟာခက်တီတီပဲသူ့ရဲ့ကားလေးကိုအရင်ဆုံးလှေကားပေါ်ကနေတွန်းချပစ်လိုက်တယ်ပြီးမှသူကလှေကားပေါ်ကနေတောက်နဲ့အဆင်းချသွားပါလေရောအောက်လဲရောက်ရောကားလေးပေါ်ကောက်တက်ပြီးသူ့အဖေနောက်ကိုကားလေးဆက်နှင်းပြီးဆက်လိုက်သွားပါတယ်ကလေးလေးရဲ့အမိအခိုကင်းပြီးကိုအားကိုတတ်တဲ့အပြုတ်အမူလေးကိုမမေသဘောကျလိုက်တာမိဘရဲ့ပုံသွင်းလေးချင်းပေးတတ်ပုံလေးကိုလည်းအားကြမိပါရဲ့မမေသမီးလေးကိုလည်းအဲ့ဒီလိုအမိခိုကင်းနဲ့ဘသူ့ကိုမှအာမကိုတတ်တဲ့မိန်းကလေးတယောက်ဖြစ်စေချင်ပါတယ်တေးသေးချာလေးလာကြည့်လိုက်ရင်မမေတို့ရဲ့စိတ်ထဲမှာသူများအပေါ်မိခိုမျောလင့်ခြင်းတဲ့စိတ်ကလေးကအမြဲတမ်းမတိမသားလေးကန့်ညှိတွင်နေတတ်ပါတယ်မတော်တဆကလေးများလဲကျသွားရင်ကို့ဘာသာအရင်မထပဲဘယ်သူများမြင်သွားသေးလဲ
ဘယ်သူကများတနာကယုံနာတတ်သွားမလဲဘယ်သူကများလာပြီးကူညီထူမချော့မြူပေးမလဲလို့မသိမသာလေးမျောလင်းအားကိုနေမိတတ်ကြပါတယ်ကိုဒုက္ခရောက်နေရင်ကိုအနီးအနားပတ်ဝန်းကျင်ကမိသားစုကဖြစ်စေတငယ်ချင်းမိတ်ဆွေတွေကဖြစ်စေကူညီပေးရမယ်လို့မျှော်လင့်အားကိုးခြင်းမိတဲ့စိတ်ဟာတကယ်တော့ရှက်စရာကောင်းပါတယ်ကိုရဲ့ဒုက္ခဆင်းရဲအတွက်ကိုမှပဲတာဝန်ရှိပါတယ်တခြားဘသူမှတာဝန်မရှိပါဘူးနော်ငါဒုက္ခရောက်ရင်သူတို့ကူညီရမယ်ကူညီမှာပဲလို့မျှော်လင့်အားကိုးမိခိုးမနေပါနဲ့ကိုဒုက္ခကိုကိုဘာသာပဲတာဝန်ယူပြီးဖြေရှင်းပါကိုလဲကြသွားရင်လည်းဘယ်သူလာပြီးထူပေးမလဲလို့မျောလင်းမိခိုစိတ်မွေးမထားပါနဲ့ကိုဘာသာပဲထူမှတ်ထားရက်ပြီးဆက်လျှောက်လိုက်ပါ relationship တစ်ခုမှလည်းမိမိတို့ကစိတ်ပိုင်းဆိုင်ရာမိခိုမှုတွေအများကြီးထားနေတတ်ပါတယ်ကိုစိတ်ချမ်းသာအောင်ပျော်ရွှင်အောင်ကိုနဘေးနာကကိုရဲ့လက်တွဲဘော်ကလှုပ်ပေးရမယ်သူမှတာဝန်ရှိတယ်လို့မှတ်ယူထားလိုက်ကြပါတယ်ကိုရဲ့ပျော်ရွှင်မှုကိုသူ့လက်ထဲထိုးထည့်အနှင်းပေးထားလိုက်တဲ့သဘောပါပဲကိုတခုခုစိတ်အစင်မပြေရင်သူ့ကြောင့်လို့ယူဆမိတတ်ပါတယ်တကယ်တော့ကိုယ့်ရဲ့ပျော်ရွှင်မှုအတွက်သူ့မှာရောဘယ်သူမှတာဝန်ရှိမနေပါဘူးနော်ကိုယ့်ရဲ့ပျော်ရွှင်မှုကကိုယ့်လက်ထဲမှာပဲရှိနေတာပါကိုပျော်ရွှင်စိတ်ချမ်းသာအောင်ကိုကပဲလုပ်နိုင်တယ်လို့ကိုစိတ်ဆင်းရဲနာခြင်းအောင်ကိုစိတ်ကိုဒဏ်ရာမျိုးမျိုးပေးနေမိတာလဲကိုယ်တိုင်ပါပဲကိုပျော်ရွှင်မှုအတွက်ဘယ်သူမှမမီခိုးပါနဲ့ကိုပျော်ရွှင်နေအောင်စိတ်ချမ်းသာအောင်ထားလိုက်ပါပြင်ပအာယုံတွေကလူတွေကကိုယ့်ရဲ့စိတ်ကိုလွှမ်းမိုးချယ်လဲတာကိုမခံပါနဲ့ကိုယ့်ရဲ့စိတ်ကိုကိုယ်ပဲပိုင်ပါတယ်ကိုယ်ပဲတာဝန်ယူစောင့်ရှောက်ထိန်းသိမ်းပါသမီးလေးရေလူတွေကသူများတွေအထင်ကြီးလေးစားဖို့အတွက် brand day အပေါ်မှာလဲမိခိုအားကိုကျင်တတ်ကြပါတယ်တကယ်တော့လူတစ်ယောက်ကတန်မိုးကြီးတဲ့ branded အဝတ်အစားတွေအသုံးအဆောင်တွေဝတ်ပြသုံးဆွဲကြွားဝါပြလိုက်ရခြင်းမှာစိတ်ကြည်နဲ့ရင်မှုတာယာနေတတ်ကြပါတယ်ငါဘာတွေဝတ်ထားတာငါဘာ brand ကိုဘယ်လိုသုံးနိုင်တာဘာကားစီးနိုင်တာစားတဲ့အပေါ်ယံအလွှာတွေဟာလူတစ်ယောက်ရဲ့တကယ်တန်ဖိုးအစဉ်အတန်းမဟုတ်ပါဘူးလူတွေကအထင်ကြီးတယ်ဆိုတာကလည်းအပေါ်ယံတက္ကနာမျှပါပဲတကယ်တမ်းလူတွေတန်ဖိုးထားလေးစားတဲ့အရာကသမီးလေးရဲ့ဉာဏ်ပညာနဲ့နှလုံးရည်ပဲဖြစ်ပါတယ်သမီးဘာအလုံးမျိုးလုပ်နေသလဲဉာဏ်ပညာစင်ကျင်တုံတရားဘလောက်ရှိသလဲဘလောက်ကိုချင်းစာနာတရားရှိသလဲဘလောက်အလိုက်သည့်ယဉ်ကျေးမှုရှိသလဲလူတွေအပေါ်ဘလောက်စာနာထောက်ထားကုညီဖေးမှအကျဉ်းနာတတ်တယ်လဲဆိုတဲ့အရေးအသွေးတွေကိုကြည့်ပြီးတော့သာသမီးရဲ့တန်ဖိုးနဲ့အစဉ်အတန်းကိုသတ်မှတ်ကြတာပါဒါကြောင့်လူတွေအချင်းကြီးကို brand day အပေါ်မှာမမီခိုးပါနဲ့ကိုယ့်ရဲ့ဉာဏ်ပညာအရေးအသွေးမြင့်မားနေအောင်သာစ조사ဖြည့်တင်ပါကိုယ့်ရဲ့နှလုံးရည်ပြေဝနေဖို့အတွက်လူတွေအပေါ်ကိုချင်းစာနာတဲ့စိတ်တနာကယုဏထားတတ်တဲ့စိတ်သူ့နေရာကနေကိုယ်တိုင်ဝန်ခံစားပေးတတ်တဲ့စိတ်အလိုက်သေးတတ်တဲ့ယဉ်ကျေးပြူငှာတဲ့စိတ်နှလုံးကိုသာမွေးမြူပေးပါလူတိုင်းကကိုယ့်အပေါ်တန်ဖိုးထားလေးစားလာမှသိကြပါတယ်